အားလုံးပဲမင်္ဂလာပါဗျာခုဒီခါမှာတော့ကလေးကဂိမ်းစော်ရင်ချင်းငွေဝန်ဆောင်မှုဆိုဝဲနှိပ်လိုက်ပြီလို့ကြားဖြန့်တွေလက်ထဲကရုံးကန်ထွက်ခဲ့ရကြောင်းပြောပြလာတဲ့အမျိုးသမီးတဦးရဲ့ရုပ်တံဗီဒီယိုပိုင်းလေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုပိုင်းလေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါဦးဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကဲတကယ်ချင်းတို့ရေအခု line ပေါ်မှာပြနေတဲ့ဟိုဘဝကိုစားတော့ဂိမ်းကနန်းများဆိုတဲ့ဇာတ်ကားလေးကိုလေကြည့်ပြနေနော်ဘာလို့လဲဆိုဒီအားလေးကြားဖြတ်နေတဲ့ပုံစံအစစ်မှန်တကယ်ရိုက်ပြထားတာဘာလို့လဲဆိုဒီထဲမှာပါတဲ့ကျောင်းဆရာမလေးစုစုအောင်လိုမျိုးပဲလေကျမလည်းခက်သားခဲ့ရတယ်ဘာလို့ဆိုကလေးကနေပြီးတော့သူကမသိဘူးဂိမ်းစော့နေနဲ့သူဂိမ်းစော့တဲ့ထဲကနေပြီးတော့ application ဝင်လာလို့ဆိုရင်ကလေးကနှိပ်လိုက်တယ်တဲ့နှိပ်လိုက်တော့ကျမကြည့်လိုက်တော့သူကချင်းငွေဝန်ဆောင်မှုထဲဝင်နေတယ်ချင်းငွေဝန်ဆောင်မှုတော့ဝင်သွားတယ်ပေါ့နော်ဝင်သွားတဲ့ဟာကိုဖုန်းထဲလဲပတ်စံရောက်လာတယ်ပတ်စံမရောက်လာဆိုဘယ်လောက်ရောက်လာလဲဆိုတော့3000နဲ့ဘယ်လောက်လဲမသိ3000ကျော်ပဲရောက်လာတဲ့အချိန်ကျတော့သူတို့ကိုယ်စီပြန်တောင်းတော့8000ကျော်ဆိုပြီးပြန်တောင်းတယ်8000ကျော်ပြန်ဆိုအော်ကိုမသုံးထားတာ8000ကျော်ကျမစီရောက်တဲ့ဒီပတ်စံ3000ကျော်ကျမပြန်လွှဲလိုက်မယ်ကျမသုံးတာမဟုတ်ဘူးကလေးသုံးတာပြန်လွှဲလိုက်မယ်ဆိုတော့တကယ်အဲ့လိုက်လို့မရဘူးတဲ့8000ကျော်ပြန်ပေးမှရမယ်ဆိုတော့ကျမကလေကိုပတ်စံကိုမပေးချင်ဘူးလေမပေးချင်တော့သူတို့3000အဲ့လိုပေါ့နော်ကျမကလေ3000ကျော်ပြန်လွှဲပေးမယ်လို့ပြောတော့အဲ့လိုလုပ်လို့မရဘူးကျမကလေပိုးစိုးပတ်ဆက်ဆဲတာပိုးစိုးပတ်ဆက်ဆဲတာရတယ်အဲ့ဆိုလည်းကျမဒီ3000ကျော်ပြန်လို့မရှင်လို့ယူချင်းနေဆိုမှသူတို့အထင်သွားသိလိုက်တာအထင်သိလိုက်တော့အဲ့နဲ့ကိုကနေမှ3000ကျော်ပေးပွင့်ပြီးပြီပေါ့သူတို့ဒီဖုန်းနံပါတ်တွေကလွှဲပေးပွင့်ပြီးပြီပေါ့ဆိုမှကိုကနေလိုက်တာတပတ်နေတော့ကိုစီဖုန်းပြန်ဆက်လာတယ်အမရေးတဲ့ကျမတို့ဟိုတဲ့အမလက်ကျန်8000ကျော်ပြမယ်ဟာတဲ့အမ3000ကျော်ပဲဆို9000ကျော်ကျန်တယ်တဲ့အဲ့ဒါ9000ကျော်ကနေပြီးတော့တဲ့အခုအတိုးတွေပြန်တက်လာတယ်တဲ့အတိုးတွေပြန်လာ30ကျော်ရှိပါတယ်တဲ့ဟာနင်တို့ဟာမဟုတ်ဘူးလေလို့နင်တို့ငါစီပို့လာတဲ့ဒီ3000ကျော်ငါပြန်လွှဲပြီးသွားပြီလေလို့ဘာလို့အ8000ကနေပြီးတော့ငါ့ကို30ကျော်ပြန်လာတောင်းနေရလဲအဲ့နဲ့ကျမတော့ပေးနိုင်ဘူးလို့ရှင်တို့တန်ချင်တဲ့နေရာတိုင်းပြောချင်တဲ့နေရာပြောကျမတော့ရှင်တို့ပြောတဲ့နေရာကျမလိုက်ဖြည့်ရှင်းပေးမှာပဲလို့ကိုကတော့တဘောယူနေပြောလိုက်တာပေါ့နော်ကိုကမှမသိတာကြားဖြန့်ဆိုတာဘယ်လိုမျိုးလဲဆိုတာကိုကအခုမှကြုံဖူးတာလေကြုံဖူးတော့အဲ့ဒါနဲ့သူတို့ကနေပြီးတော့ကျမရဲ့ပေါင်းသိတငယ်ချင်းတွေစီကိုဖုန်းလိုက်ဆက်တယ်တငယ်ချင်းတွေစီဖုန်းလိုက်ဆက်ပြီးတဲ့အပြင်ကိုသူကနေပြီးတော့ကျမနဲ့လောက်ခေါ်ကိုင်ပတ်အလုပ်လုပ်တဲ့အတူတူအလုပ်လုပ်တဲ့လူတွေစီလည်းဖုန်းဆက်တယ်ပြီးတော့ကျမရဲ့အဖေမေရောက်ကတိရောက်ခမပေါ့ရောက်ကတိရောက်ခမကြီးလည်းဖုန်းဆက်တယ်ကျမရဲ့အမေတွေအမတွေစီလည်းအကုန်ဖုန်းလိုက်ဆက်တယ်အချိန်မှာကိုကလည်းအလုံးမရှိဘူးကလေးမွေးထားတာဆိုတော့တိတ်မကြသိကလေးမွေးထားဆိုတော့လေရဟန်းစိတ်ညစ်ပြီးတော့လေကိုကလေတေချင်းစိတ်တွေပေါ်တော့အဲ့နဲ့သူတို့မဆက်ဘူးနေတော့ပြန်နေတော့ကြတယ်ကိုကခုစမှရှိရငွေသားအကုန်နဲ့လည်းအသိနဲ့30ကျော်ဆက်လိုက်တယ်ပေါ့နော်အသိနဲ့30ကျော်ဆက်ပြီးတဲ့အပြင်မှာသူတို့ကဘလို့ထပ်လုပ်လဲဆိုတော့လေအသိနဲ့30ကျော်မှာဘလောက်ဆိုလားမသိကြံတာအကြံတာကနေပြီးတော့တဲ့ကျမတို့အတူဟိုရက်ပြက်ကြီးတွေရဲ့တဲ့တပတ်ရက်ပြက်ကြီးရဲ့တဲ့နောက်ထပ်ဘာကြီးရယ်ဆိုလားမသိသူတို့ပြောတာအဲ့ဒါအပါဆိုရင်တဲ့အမဟာတဲ့350ကျော်သွားပြီတဲ့350ကျော်ဆက်มาတဲ့အမရဲ့တကယ်လို့တဲ့အ350ကျော်ဟိုကျမဘက်ကမဆက်ရင်တဲ့ကျမဟိုတဲ့ Telegram နေလဲဆက်ရှက်ခွဲမယ်တဲ့ line ပေါ်တင်မှလည်းရှက်ခွဲမယ်တဲ့အဲ့နဲ့မျိုးလှုပ်ချင်တာလို့ငါတော့မဆက်နိုင်ဘူးလို့ကိုကလည်းကိုမမသုံးထားတာလေနော်ကိုကမဆက်နိုင်ဘူးလို့ကိုကပြောလိုက်တော့ဘလို့ဟာဖြစ်လာဆိုကျမမျိုးသားစီလဲဟိုဗာလဲဖြက်ညက်ကတ်တွေလေကျမရဲ့ပုံနေနဲ့ဟိုတခြားကောင်တွေရဲ့ပုံနေနဲ့ဖြက်ညက်ကတ်တွေလုပ်ပြီးတော့သူတို့ကအောကားလိုပုံစံတွေလုပ်ထားရတော့အဲ့ဒါတွေကိုတဲ့ line ပေါ်တင်ပြမယ်တဲ့အဲ့လိုမျိုးပြောတယ်ပြီးရင်ကျမမျက်နှာနဲ့ဟိုဗာလဲTelegram နဲ့ကောင်မတွေမျက်နှာဟိုကိုလုံးနဲ့လေအဲ့လိုမျိုးလည်းသူတို့ကလှုပ်ထားတယ်အဲ့နဲ့ကိုကနေမှတို့ကြရလို့ငါမလှုပ်တဲ့အတွက်တို့ငါကတော့ဘာမှမဖြစ်ဘူးဆိုအဲ့ဒါနေပြီးတော့ကိုကမဆက်ဘူးကကိုလုံးမဟုတ်မဆက်ဘူးသူတို့နောက်ဆက်တော့လည်းခဏပဲဆိုရင်မှနေလိုက်တဲ့ချိန်မှာကျမဘေးဘက်ဝင်းကျင်ကလူတွေကစီးပွားရေးလုပ်တယ်လေကျမဘေးဘက်ဝင်းကျင်ကလူတွေစီကိုသူတို့ကဖုန်းဆက်ပြီးတော့ဆဲဆိုတယ်ချိန်မောင်းတယ်မျိုးဆဲဆိုတာပေါ့နော်ဒုက္ခပေးမယ်တော့ဗါတွေရောပြောတာပေါ့ဘေးဘက်ဝင်းကျင်ကလူတွေစီဖုန်းလိုက်ဆက်တော့ဘေးဘက်ဝင်းကျင်ကလူရတင်တာကိုကပဲရုံးမှသွားချိပြီးတော့ကြွေးတကယ်မဆက်တဲ့လူလိုသူတို့မျက်လုံးတွေပေါ့နော်မျက်ကြည့်တဲ့မျက်လုံးတွေပြောတဲ့အပြောတွေကကြတယ်ကိုအထင်သေးမှပြောတဲ့စကားတွေဖြစ်နေဒါပေမဲ့ကိုကမချိရတဲ့အတွက်လေကိုဖြည့်ရှင်းရမှမသိဘူးဒါပေမဲ့ကိုကတခုကန်ကောင်းတာကဒါကိုလည်းအဲ့လောက်ပတ်စံ350ကနေမှ100ကျော်ဖြစ်သွားတဲ့အချိန်မှာကိုကလေမဆက်နိုင်တော့ဘူးကိုစီမလောက်အားလည်းမရှိဘူးလေကလေးမွေးထားလည်းမကြသေးကိုတော့ကြားလဲလာစားအားလောက်ကြီးရတယ်လို့မဟုတ်ဘူးဆိုတော့ကိုကမဆက်နိုင်တော့ကဲဒါမှငါတေဝိုင်းတော့နာအေးပြီဆိုပြီးမှကိုကလေကိုတက်တေဖို့တော့မစဉ်းစားရတယ်လားဒါပေမဲ့ကိုကမလုပ်ဖြစ်ခဲ့ပါဘူးဆိုတော့ကိုအမကနေမှကိုကိုတနာပြီးတော့ဒီအကျွေးတွေသူဆက်ပေးလိုက်တယ်သူကတော့ထင်မှာပေါ့နော်ကိုသုံးခဲ့တာလို့ထင်မှာပေါ့ဒါပေမဲ့ကိုသုံးခဲ့တာမဟုတ်ဘူးလေဒါဒီလွန်ကနေလို့ဖြစ်တယ်ဆိုတော့ဒါပေမဲ့သူတို့နားမလဲကြဘူးလေနားမလဲကြတော့ကိုအဲ့လိုထင်တာအဲ့လိုအခုဒီဇက်ကထွက်လာခြင်းညမှာယုံရတယ်တိလားအခုလူတော်တော်များများလေကျမပြောပြချင်တာကလေဟိုဗလဲကလေးတွေကိုဖုန်းကိုလေကိုဖုန်းတွေကိုပေးမစော့ပါနဲ့အဲ့လိုမျိုးပေါ့နော်ကိုဖုန်းတွေကိုပေးမစော့ပါနဲ့သူတို့တက်ပလက်ရှင်သူတို့တက်ပလက်ပဲပေးစော့လိုက်
တို့ပေးမစောနိုင်ဆိုကိုရှိရဲ့ချိန်မှာပဲကလေးတွေဖုန်းပေးခိုင်းဘာလို့ဆိုကလေးတွေဆိုတာမသိဘူးလေနော်သူတို့ကတွေ့တာကိုနှိမ်ပါလေဂိမ်းထင်ပြီးတော့သူကနှိမ်ပါလေသူတို့ကလည်းပုံပြထားတာဂိမ်းပုံစံလေးလေအခုနောက်ပိုင်းအဲ့ဒါလေးတော်တော်ဆိုးလာတယ်ပြီးရင်လေကြားဖြတ်ကလူတွေကလေဟိုနားနဲ့မဆက်အောင်ဆဲတယ်ပိုးဆိုးပတ်ဆက်ဆဲတာပိုးဆိုးပတ်ဆက်ပြီးရင်ချင်းချောက်တယ်နင်တို့အိမ်ရှိဦးလားတက်မာတွေရောမရရိုင်းနေလဲအကုန်ပြောနင်တို့မိသားစုပုံနေတဲ့ line မဖြတ်မာတွေရောအကုန်ပြောတော့တကယ်ကြောက်တဲ့လူဆိုရင်လေအခုဆီမဟိုစကားတွေကလေဆီမဆွဆွအောင်လို့ကိုတက်တည်မိပါတိလားအဲ့ဒါလေးတွေကိုအကုန်လုံးစင်ကြင်သုံးသပ်အောင်လို့ပေါ့နော်တကယ်ဒါကကျမဖြစ်ရမယ်နော်ဖြစ်ရမှာကျမအခုအတူချုံးနေပဲပြလိုက်တာတကယ်ဖြစ်တဲ့ချိန်မှာလေကျမကိုတက်တည်စစ်စစ်ဖြစ်ပါတယ်ရှင်ဖုံးစိမ့်နေဝင်လာရင်လေတတိထားအကြိုင်ပေါ့နော်ကျမစောနာတော့ရှင်ဖုံးစိမ့်ဝင်လာတယ်ဖုံးစိမ့်ဝင်လာတော့ကျမကလည်းဒီပေါ့နော်ကော်ဖီအမှားတွေမှတ်လို့ပေါ့နော်ကျမပေါ့နော်ဟယ်လိုမင်္ဂလာပါပေါ့အဲ့လိုလဲပြောလေတစ်ဖက်ကနေပြီးတော့လေဘာမပြောညာမပြောနဲ့ကျမကိုဆဲတယ်ဒီလားဆဲတော့လေကျမဟဲ့ဘာဖြစ်တာလဲပေါ့သူကလေနေယူထားတဲ့အကျွေးတွေပေါ့နော်အခုပြန်လွှဲပြီဆိုကျမကြောင်သွားတယ်ရှင်ကျမယူထားတဲ့အကျွေးဆိုဘာအကျွေးမှလည်းမသိဘူးဘာအကျွေးတွေလာတောင်းတယ်လဲကျမလည်းဘာအကျွေးမှမရှိဘူးပေါ့ဘာအကျွေးတွေလာတောင်းတာသူကလေအကျွေးတွေကိုပေးရင်ပေးမပေးရင်နေပုံနေပေါ့နော် line ပေါ်မှာဖြန့်မယ်ပါညာအဲ့လိုထိပြောပါပေါ့နော်အဲ့လိုကြောင်တော့ကျမဘာတွေလာပြောနေရလဲပေါ့နော်ဘာတွေလာပြောနေရတော့ဘာတွေလာအားချောင်းနေလဲကျမလည်းပြန်ပြောလိုက်တယ်ပေါ့ပြန်ပြောလိုက်တော့ခါလဲကျတော့သူကလေပို့ဆိုးလာတာတိလားနင်းနာမည်နဲ့ပေါ့နော်နင်းနာမည်နဲ့ကျမဆိုရင်ကျမဒီ TikTok account နာမည်နဲ့ပေါ့နော်ကျမကိုချီးထားတဲ့ပတ်စံနေအဲ့ဒါတွေပြန်ပြီးကျမမချီးဘူးပေါ့ကျမပတ်စံမချီးဘူးမချီးနင်းပုံနေပါတင်မယ်ပေါ့တင်မယ်ဆိုတော့ကျမနောက်ပိုင်းကျတော့တတိထားပြီးတော့အဲ့လိုတွေဆဲခံတာနိုင်ပေါ်မှာဆဲခံတဲ့လူတွေများတယ်လေဆဲခံတဲ့လူတွေဒါကြားဖြန့်နေလေတည်တယ်မို့လားအလိမ်သမားပြတော့ကျမလည်းပြောလိုက်တယ်တင်ချင်လဲတင်မဟုတ်ဘာဖြစ်လဲဟုတ်တယ်တင်ချင်နေလေကိုမမဟုတ်တာနေပိုင်နေတင်ချင်နေမတင်ချင်နေလူဖောက်ကယူမဆိုင်ဘူးလို့ကတော့ပါကျမလည်းအဲ့တိုင်းပဲပြောလိုက်တော့တယ်တင်လားနောက်ပိုင်းသူပြောပါများလာတော့ကျမဘိုးရီပဲပြန်ပြောတော့အဲ့ကျမဖုံးချတော့တယ်အဲ့တော်လေး line ပေါ်မှာပေါ့နော်ကိုလာပြီးချင်းချောက်တာပဲဖြစ်ဖြစ်လာပြောတာပဲဖြစ်ဖြစ်မကြောက်ပါနဲ့နော်ကိုဘာမှလည်းလုံမထားဘူးလေနော်